မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ဒီနေ့ညမှာရှင်းပြသွားမယ်မန်ယူသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးပါမယ်ဒီပွဲကိုတော့မန်ယူသင်းရဲ့အိမ်ကွင်း Old Trafford မှာရှင်းပြကစားကြမှာပါပရီးမီးယားလိရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲတွေကတပွဲပါပရီးမီးယားလိလို့နာမည်ပြောင်းပြီးတဲ့နောက်ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတိုင်းကစိတ်ဝင်စားစရာပါဒီနှစ်သင်းကလက်ရှိအခြေအနေမှာတော့ကွာခြားချက်တချို့ရှိနေပါတယ်ပရီးမီးယားလိအဆင့်2မှာရှိနေတဲ့အာဆင်နယ်ကိုဒီရာသီမှာရက်လက်တွေဆိုးနေတဲ့မန်ယူအသင်းအိမ်ကွင်းမှာလက်ခံကစားရမှာပါဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွေကိုစပြောရအောင်ပါပရီးမီးယားလိကိုနာမည်ပြောင်းပြီးတဲ့နောက်သမိုင်းတစ်ချောက်65ကြိမ်ထိပ်တိုက်တွေ့ဆုံခဲ့ကြရမှာမန်ယူက26ကြိမ်နိုင်ပြီးတော့အာဆင်နယ်က22ကြိမ်နိုင်ရထားပါတယ်18ကြိမ်ထိကြာထားပါတယ်အိမ်ကွင်းမှတ်တမ်းတွေရမန်ယူဟာအာဆင်နယ်အသင်းကိုအိမ်ကွင်းမှာ18ကြိမ်နိုင်ရထားပါတယ်အာဆင်နယ်အသင်းကတော့မန်ယူအသင်းရဲ့အိမ်ကွင်းမှာ9ပွဲပဲအနိုင်ရထားပါတယ်မနစ်ကအမှတ်ပေးပွဲမှာနှစ်ကျော်စလုံးအာဆင်နယ်ကအနိုင်ရထားပါတယ်ဒီနှစ်တွဲဆုံမှုမှာတော့အာဆင်နယ်ကပရီးမီးယားလိမှာသူတို့အိမ်ကွင်းမှာ2ဂိုးကူးမရှိနဲ့အနိုင်ရထားပါတယ်FA ကပ်မှာတွေ့ဆုံချိန်ပယ်နတီအဆုံးဖြတ်နဲ့မန်ယူကအနိုင်ရခဲ့ပါတယ်ဒီပွဲမှာထိုင်းအဆုံးဖြတ်ကပြောစရာတွေရှိခဲ့ပေမဲ့မန်ယူကအနိုင်ယူနိုင်ခဲ့ပါတယ်ဒီတစ်ချိန်ကဒီယာတီရဲ့3ချိန်မြောက်တွေ့ဆုံမှုလို့ဆိုရမှာပါမန်ယူသင်းဟာဒီယာတီမှာ9ပွဲပဲနိုင်ရထားပြီးတော့12ပွဲရှုံးထားပါတယ်ဒီနိုင်ပွဲတွေက6ပွဲကိုအိမ်ကွင်းမှာနိုင်ရထားတာပါအာဆင်နယ်ကဒီယာတီအဝေးကွင်းဒုတိယအကောင်းဆုံးအသင်းမှာ9ပွဲနိုင်9ပွဲတည်1ပွဲပဲရှုံးနေထားပါတယ်အခုတော့လက်ရှိအခြေအနေတွေအကြောင်းကိုပြောရအောင်ပါမန်ယူအာဆင်နယ်အသင်းမှာဒီယာတီဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်မန်ယူအသင်းဟာမာတီနက်စ်လူကရှော့မေဆင်မောက်မိုင်နူအာမတ်စတဲ့ကစားသမားတွေဒဏ်ရာရနေတဲ့အပြင်မက်ကွိုင်ယာနဲ့ဥကာဒီတို့လည်းဒီနေ့ပွဲကိုပါဝင်ဖို့မသေးကြဘူးလို့သိရပါတယ်အာဆင်နယ်ကလည်းအဓိကတိုက်စစ်ကစားသမားတွေဒဏ်ရာကြောင့်ထပ်မံလွှဲချော်နေဦးမှာပါဆာကာမာတင်နယ်လီတို့ပြန်လာဖို့နှီးစပ်နေပြီဆိုပေမဲ့မတ်လနိုင်ငံတကာပွဲတွေပြီးမှသာပြန်လည်ပါဝင်လာဖို့ရှိပါတယ်မန်ယူရဲ့ဖြစ်နိုင်ပွဲအခင်းကျင်းရနောက်တန်းမှာဒီလစ်လင်ဒီလော့ယူရိုတို့ကစားနိုင်ပြီးဝင်းဘတ်တွေအနေနဲ့မာဇာရာဝီနဲ့ဒါလော့တို့ကစားပွဲရှိပါတယ်ကွင်းလယ်မှာတော့ကက်စမီရိုဘရူနိုဖာနန်ဒက်စ်တို့နဲ့ပွဲထွက်လာဖို့ရှိပါတယ်ရှေ့တန်းမှာတော့ဇီဇီဝိုက်လန်နဲ့ဂါနာချိုတို့ကစားပွဲရှိတယ်လို့ခန့်မှန်းရပါတယ်အာဆင်နယ်ကတော့ PSV ကပွဲရဲ့လူစင်းတိုင်းပွဲထွက်လာဖို့ရှိပါတယ်အပြောင်းလဲရှိနိုင်တာကတော့စကယ်လီရဲ့နေရာမှာကာလာဖီယိုရီဝင်ကစားတဲ့နေရာတစ်ခုပဲရှိနိုင်တယ်လို့သုံးသပ်မိပါတယ်အခုနောက်ပိုင်းပွဲတွေမှာအမိုရီယာသူ့အသင်းအတွက်အကောင်းဆုံးနေရာချထားမှုတချို့ပြုလုပ်နိုင်ပြီလို့ဆိုရမှာပါနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာ Fernandes ကိုကွင်းလယ်မှာပုံသေးထားခဲ့ပြီးတော့ quick transition တွေနဲ့ကစားဖို့ကြိုးစားလာတာဖြစ်ပါတယ်အမိုရီရဲ့ကစားကွက်ကိုပုံဖော်ဖို့ကြိုးစားတဲ့အထက်မှာဒါလော့ကအရေးကြီးတဲ့နေရာမှာရှိပါတယ်attacking လိုက်လာတဲ့ဝင်းဘတ်ဒီကတဆင့်ဖက်တင်ဘော်တွေနဲ့ဂိုးရဖို့ကြိုးစားလာတာကိုဖူဟန်နဲ့ပွဲမှာရောဆိုစီတက်နဲ့ပွဲမှာပါတွေ့ရပါတယ်အဲ့လိုအခွင့်အရေးတွေရဖို့နေရာလွတ်တွေစီမှာဒါလော့ကရှိနေတတ်ပါတယ်ဒါပေမဲ့ဒါလော့ရဲ့အဆုံးဖြတ်ချက်အားနည်းမှုတွေကြောင့်ထင်သလောက်ရလက်မကောင်းသေးတာကိုလည်းတွေ့ရပါတယ်စစ်ဇီကတော့ link up play ကောင်းကောင်းနဲ့အသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ကိုချိတ်ဆက်ပေးနိုင်တာကြောင့်ပိုအဆင်ပြေတဲ့ကစားပုံကိုရနေပြီလို့ဆိုရမှာဒီနေ့ပွဲမှာမန်ယူသင်းကအိမ်ကွင်းဖြစ်ပေမဲ့အာဆင်နယ်ကိုဘောလုံးကင်ကစားပြီးထိုးဖောက်ဖို့မရှိပဲအာဆင်နယ်အမှားကနေ9ရောက်ဖို့ကြိုးစားလာဝယ်ရှိပါတယ်နောက်တစ်ချက်ကတော့အာဆင်နယ်ဟာသူတို့ကိုတိုက်စစ်ဖွင့်ကစားတဲ့အသင်းတွေနဲ့တွေ့ရင်9ရောက်အောင်ကစားနိုင်တဲ့သူတွေဖြစ်တယ်ဆိုတာကို PSV နဲ့ပွဲမှာသက်သေပြခဲ့ပြီးပါပြီဒါကြောင့်အမိုရင်ဟာအာဆင်နယ်နဲ့အပြိုင်တိုက်စစ်ကစားမယ်လို့ယူဆမိပါဘူးဒီပွဲမှာတိုက်စစ်ဆင်မှုကြိုးစားလာမယ့်အသင်းကအာဆင်နယ်ပါလာမယ့်ဂျာယက်မှာကစားမယ့် PSV အသင်းနဲ့ပွဲစဉ်ရဲ့အနိုင်ရှုံးဟာအရေးမပါသလောက်ဖြစ်သွားပြီမို့ပရီးမီးယားလိဘက်ကိုအာရုံပိုစိုက်ဖို့ရှိပါတယ်အာဒီတာဟာမန်ယူအသင်းနဲ့တွဲဆုံမှု10ကြိမ်မှာ9ကြိမ်အနိုင်ရအောင်ဆွတ်ဆောင်ထားနိုင်ပါတယ်ပြီးတော့ဒီပွဲဟာသူ့ရဲ့နီးပြပွဲ200မြောက်ပွဲပါဒါကြောင့်ဒီပွဲကိုအနိုင်ရဖို့အစွမ်းကုန်ကြိုးစားလာမှာပါဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့တူအာဆင်နယ်ဟာမန်ယူအသင်းကိုတိုက်စစ်ဆင်မှုအကြိမ်ကြိမ်ကြိုးစားဖို့ရှိပါတယ်ဒါကြောင့်အမှားကိုစောင့်ပြီးကစားမဲ့မန်ယူကိုအာဆင်နယ်တို့သတိထားဖို့တော့ရှိပါတယ်ပထမအကြော့ကဆပ်ပီဇက်စီကနေပြီးတော့ယာဂိုး2ဂိုးရပြီးအနိုင်ရခဲ့တဲ့အာဆင်နယ်ဟာဒီချိန်မှာလည်းဒါကိုလက်နက်ဖြစ်အသုံးပြုလာဖို့ရှိပါတယ်မန်ယူကအဲ့ဒီနေရာမှာအားနည်းတယ်လို့ဆိုရမှာဖြစ်ပြီးဒီယာဒီတောင်းကန်ဘောကနေဂိုးအများဆုံးပေးထားတဲ့အသင်းမှာတောင်းကန်ဘောကနေ73ဂိုးထိခွင့်ပြုထားပါတယ်အာဆင်နယ်ကတောင်းကန်ဘောကနေယာဂိုး9ဂိုးထိရထားပါဒါကတောင်းကန်ဘောကောင်းတဲ့အာဆင်နယ်အတွက်တော့ခွင့်ရတစ်ခုလို့ဆိုရမှာပါမန်ယူဟာဒီပွဲပြီးရင်ရီယယ်ဆိုစီတက်ကိုအိမ်ကွင်းမှာကစားဖို့ရှိပါတယ်ဒါကြောင့်လည်းမန်ယူဟာဒီနေ့ပွဲမှာသူတို့ရဲ့အဓိကကစားသမားတွေကိုပွဲချိန်ပြီးထုတ်သုံးမှုမရှိပဲတချို့ကစားသမားတွေကိုအနားပေးဖို့ရှိပါတယ်ဒါကြောင့်အာဆင်နယ်လူငယ်အကယ်ဒမီထွက်မန်ယူကစားသမားလေး OB ဒုတိယပိုင်းမှာဝင်ကစားနိုင်မှုရှိပါတယ်လက်ရှိအခြေအနေတွေကိုခြုံပြီးသုံးသပ်ရရင်အနိုင်ရသွားနိုင်ခြေရှိတဲ့အသင်းဟာအာဆင်နယ်လို့ဆိုရမှာပါဒါပေမဲ့တစ်ဖက်မှာလည်းတံမြန်တိုက်စစ်ကနေမန်ယူအသင်းကသာဥဆောင်ကိုရခဲ့ရင်
အာဆင်နယ်နဲ့မန်ယူနောက်တန်းကိုထိုးဖောက်ဖို့တော်တော်လေးခက်ခဲသွားမှာပါဒါကြောင့်ဒီပွဲဟာဥဆောင်ကိုရတဲ့အသင်းကအနိုင်ရဖို့ပုံများနေပြီးအာဆင်နယ်သာဥဆောင်ကိုရခဲ့ရင်မန်ယူအသင်းအနေနဲ့နိုင်ရလက်ရအောင်စွမ်းဆောင်နိုင်ပွဲမရှိဘူးလို့သုံးသပ်မိပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုလည်းရှိပါတယ်အဲ့ဒါကဥဆောင်ကိုရခဲ့ရင်မရှုံးတဲ့အသင်းနှစ်သင်းရဲ့တိတ်တိုက်တွေးဆုံမှုပါအာဆင်နယ်ကဒီယာတီပရီးမီးယားလိမှာဥဆောင်ကိုရခဲ့တာ18ပွဲရှိပြီအဲ့ဒီထဲက12ပွဲကိုအနိုင်ကစားထားပါတယ်9ပွဲကိုသေချခဲ့တာပါမန်ယူကလည်းဒီယာတီဥဆောင်ကိုရတဲ့ပွဲ10ပွဲမှာ9ပွဲနိုင်ပြီးတော့3ပွဲသေချထားပါတယ်ဆိုတာဒီချက်လက်ကလည်းဥဆောင်ကိုသွင်းတဲ့အသင်းကအနိုင်ရှုံးကိုဆုံးဖြတ်ပေးသွားနိုင်မလားကြည့်ရမှာပါဒီပွဲကိုမန်ချက်စတာမြို့ကန်ဒိုင်လူကြီးအန်တိုနီတေလာကကင်တွယ်မှာပါမန်စီးတီးရောမန်ယူရောရဲ့ပရိသတ်မဟုတ်တာကြောင့်ဒီပွဲကိုကင်တွယ်ခွင့်ရခဲ့တာပါမန်ယူနဲ့အာဆင်နယ်အသင်းတို့ပွဲကိုအန်တိုနီတေလာအနေနဲ့အခုမှကင်တာမဟုတ်ဘဲနဲ့သူကင်တွယ်ခဲ့တာ3ချိန်ရှိပါပြီအဲ့ဒီ3ချိန်စလုံးကိုအန်ရိမှာကင်တွယ်ခဲ့ပြီးတော့အဲ့ဒီ3ချိန်စလုံးမှာအာဆင်နယ်ကအနိုင်ရထားပါတယ်ဒီတစ်ချိန်၄ချိန်မြောက်မှာတော့မန်ယူအသင်းရဲ့အိမ်ခွင်းအိုထရာဖို့မှာကင်တွယ်မှာဖြစ်ပါတယ်ဒါကတော့မန်ယူနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ပါပရိသတ်တွေကဒီပွဲကိုဘယ်လိုမြင်လဲဆိုတာ comment မှာရေးပေးသွားလို့ရပါတယ်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ် Sport Channel လေးကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေပရိသတ်များအဆင်ပြေပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်